ကဘာနေရာဒေတာအသေးလေးမှာရှိကြတဲ့ကျွန်တော်အန်ချက်ညီညီဆိုတဲ့စကားကိုပြောမယ်ဆိုလို့ရှိရင်အန်ချက်ညီညီဆိုတာအခြားတိုင်းရင်းသားတွေအတွက်ကတော့နှစ်ရှည်လာများပြင်ဆင်ထားတဲ့အင်အားတွေနဲ့သူတို့ကဒီကနေ့လုံမလားမနှက်ဖြန်လုံမလားစီရေးအရာနော်အခြေအနေကိုစောင့်ကြည့်ပြင်ဆင်တာကလွဲလို့အရေးပေါ်လှုပ်ရှားရမယ်ဆိုရင်လည်းဘယ်ချိန်မှာပဲထလှုပ်ရှားရှာသူတို့ဘက်ကတော့အင်အားတွေကဆယ်စုနှစ်ချီပြီးပြင်ဆင်ထားတော့အရန်အသင့်ဖြစ်နေပြီကျွန်တော်တို့အညာကတော့အင်အားအဖြစ်ရလိမ့်အောင်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်ပေါ့အညာကအားနေပါတယ်တော်တော်ကိုအားနေပါတယ်အားနေတာမှဒါပေမဲ့လို့အဲ့ဒီအားနေတယ်ဆိုတဲ့အညာတွေမှာဘာအားနေတာလဲလို့မေးရင်တော့ပုံမှန်လင်းလင်းပြောရလိမ့်မယ်ငွေစိမ့်နဲ့လက်နဲ့ခဲရန်အင်အားနေတာတတ်သိတွေရဲရဲမှုတွေကျွန်တော်တို့အညာအားမနေပါဘူးဘာဖြစ်လို့လဲဆိုတော့ပြန်ကြည့်မယ်ဆိုလို့ချင်းဒီ2021မှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပေါ့နော်ခါတိုင်းလိုပဲလူလူအုံကြွမှုတွေဖြစ်တယ်ဒါပေမဲ့ဒီမှာတော့2021အလွန်မှာလူလူ2021ရဲ့ဒီအာဏာသိမ်းပြီးနောက်လူလူအုံကြွမှုအလွန်မှာဘယ်လိုမှထင်မှတ်မထားတဲ့အညာရဲ့တိုက်ကွက်ကစစ်တပ်ကိုဖျို့ဖျဲအလဲအပြိုပြိုနဲ့ကြီးမားမားကိုအခက်ခဲဖြစ်စေခဲ့တာအဲ့ဒါအညာသားတွေမှာနော်ငွေကြေးမွဲတယ်လက်နက်ခဲယမ်းအင်အားမွဲပေမဲ့တတ်သိတွေမမွဲဘူးတတ်သိတွေမနှဲဘူးဆိုတဲ့အခြေအနေကိုကျွန်တော်ပြောပြတာပါနော်အညာကဟန်ချက်ညီဖို့ကျွန်တော်တို့ငွေကြေးတို့လက်နက်ခဲယမ်းတို့တော့ဖြစ်ရလေအောင်မယ်ရဲရင်မှုတွေနော်တတ်သိတွေတော့မနှဲပါဘူးနော်အဲ့မှာပြောခဲ့တယ်လို့ပဲကျွန်တော်တို့2021ကနေပြီးတော့လူလူအုံကြွမောအလွန်မှာအညာသားတွေရဲ့မထင်မှတ်တဲ့တိုက်ကွက်ကစစ်တပ်ကိုတကယ်ဆိုးဆိုးဝါးဝါထိခိုက်စေခဲ့တယ်ဖျို့ဖျဲအလဲပြိုဖြစ်စေခဲ့တယ်ခင်ဗျားတို့ဒီကနေ့မှာတော့အခြားအခြေအနေတွေနဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်တော့ဒါတွေကိုမေကောင်းမေ့နေလိမ့်မယ်အဲ့ဒီအညာသားတွေတော့ကျွန်တော်တို့ရဲဝန်းမရှိတာနဲ့ရလက်နဲ့ဆွဲပြီးတိုက်ပွဲဝင်ခဲ့တာအနေထားမှာစစ်တပ်ရဲ့အခက်ကိုနှစ်ရှည်လာများဆယ်စုနှစ်တွေခြီးပြီးတော့အခွင့်အရေးစောင့်နေတဲ့တိုင်းရင်းသားတွေအတွက်တကယ်အချက်ဖြစ်စေခဲ့တာအဲ့ဒီရလက်က2023မှာပေါ်လာခဲ့တယ်ကြည့်လိုက်ကျွန်တော်တို့မြောက်ပိုင်းနော်ကချင်ဘက်တွေနော်ကိုကန်ဝတအောင်စသဖြင့်ပေါ့နော်နောက်ကရင်ဘက်တွေအဲ့ဒီအောင်ပွဲတွေကကျွန်တော်တို့အညာသားတွေရဲ့ပေးဆက်မှုနဲ့မကင်းဘူးလို့ပြောရလိမ့်မယ်နော်မကင်းမှုဆိုတဲ့နေရာမှာရှင်းပြောရရင်တိုက်ပွဲတော့မှာကိုပဲအညာသားတွေပါခဲ့တာတွေရှိအညာသားတွေတေချေပျက်စီးခဲ့ရတာတွေရှိတယ်အဲဒီဒါမြောက်ပိုင်းအောင်ပွဲတွေမှာဆိုရင်တော့မှကျွန်တော်တို့ဒါ BNI ကရဲဘော်တယောက်ပေါ့နောက်အဲ့ဒီ BPN လေးထဲမှာရောက်နေတဲ့ကျွန်တော်တို့ BNI ရဲ့ဟိုတုန်းကဒီအခုတော့ BNI အဖြစ်နဲ့ပို့ပေါင်းလာတဲ့တပ်ဖွဲ့တွေနောက် BPN လေးထဲမှာတစ်ခွဲစာလောက်ရှိတယ်ပေါ့နော်အဲ့တစ်ခွဲသားတွေက4ယောက်ဒါကျွန်တော်သိတဲ့လောက်တင်ကျွန်တော်တို့ဒီဘက်ကအညာသားကျွန်တော်တို့ BNI နဲ့ဆက်တဲ့အနေထားတယ်9ယောက်ကျွန်တော်တို့အညာသားတွေဒါမြောက်ပိုင်းညီနောင်3ဘွဲနဲ့အတူဒါလူသိန်းတိုက်ပွဲတွေဆင်နွှဲတဲ့အထက်မှာအသက်တွေဘဝတွေထည့်ပြီးစဒေးလိုက်ရတယ်နော်ပြောချင်တာကအဲ့ဒီအောင်မြင်မှုရလက်တိုင်းမှာကျွန်တော်တို့အညာသားတွေရဲ့စ조사အားထုတ်မှုပါတယ်လူအားဖြင့်လည်းပါတယ်အခြေအနေအားဖြင့်လည်းပါတယ်လို့ကျွန်တော်ပြောချင်တယ်ဒီမှာဒီအခြေအနေမှာတခုတော့ရှိတယ်ကျွန်တော်တို့တချို့ပေါ့နော်တချို့တွေပေါ့နော်နိုင်ရှင်မှုအမှားတွေနဲ့ဒီအညာရဲ့စ조사အားထုတ်မှုကိုအားမလို့အားမရဖြစ်တာပုတ်ခတ်လောင်ပြောင်းတာတွေအဲ့လိုမျိုးတွေကြုံရတယ်အဲ့ဒါကစော်ကားတယ်လို့ဖြစ်စေတယ်တကယ်ပြောတာအဲ့ဒီအခြေအနေတွေကိုကြည့်ပြီးတော့တိုင်းရင်းသားတွေဘက်မှာဘာသာမှမကြားရဘူးဟိုမှာလှုပ်သွားကြတာကြည့်နော်ဘလောက်အောင်မြင်မှုတွေဘယ်နှစ်ရက်အတွန်းဘယ်နှလအတွန်းဘယ်စကန်တွေကိုဘယ်လိုမိနစ်ပိုင်းအတွန်းသိမ်းသွားတာဆိုပြီးတော့အဲ့ဒီတိုင်းရင်းသားတွေရဲ့အောင်မြင်မှုတွေနဲ့ကျွန်တော်တို့အညာကိုနှိုင်းရှင်ပြီးတော့အားမလို့အားမရဖြစ်တာပုတ်ခတ်လောင်ပြောင်းတာရှိတယ်အဲ့ဒါကအညာမှာမရှိမဲ့နဲ့အသက်သွေးချွေးတွေကိုပေးဆက်လိုက်ရတဲ့ရဲဘော်တွေကိုစော်ကားတယ်လို့လဲဖြစ်စေတယ်နော်အဲ့ဒီအောင်မြင်မှုတွေကစစ်ကောင်စီကိုမထင်မှတ်ဖဲနဲ့အခက်အခဲတွေဖြစ်စေခဲ့တဲ့အညာသားတွေရဲ့စ조사အားထုတ်မှုကနေဆက်ပါတယ်အဲ့ဒါကိုတော့ကျွန်တော်ပြတ်သားပြောလို့တယ်ကျွန်တော်တို့ညီနောင်တွေလည်းဒါကိုကျင့်တဲ့လက်ခံလိုက်မယ်လို့ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့
ကျွန်တော်ပြောလိုတာကအဲ့ဒီမှာမသိလျော်တဲ့ဒီနှိုင်းရှင်မှုမျိုးနဲ့နှိုင်းရှင်သုံးတတ်တာတွေကိုကျွန်တော်တို့မဖြစ်စေချင်ဘူးပေါ့နော်ကျွန်တော်တို့အညာသားတွေကလူတို့ယုံကြည်မှုကိုတစ်ဖွာဖွာပြောဆိုတောင်းခံရင်းနဲ့အလုပ်လုပ်ကြရတယ်အဲ့ဒီပြောဆိုမှုအဲ့ဒီတောင်းခံမှုကနေပြီးတော့တိုင်းကျသွားတယ်ထင်တယ်အဲ့ဒီလိုတောင်းဆိုမှုကနေပြီးတော့ရရှိလာတဲ့အထောက်ပံ့အနေနဲ့ကျွန်တော်တို့ကရှစ်ဆက်ပြီးဒေါ်လာရဲ့ခရီးကိုရှောက်ခဲ့ကြရတယ်။ဒါပေမဲ့ကျွန်တော်တို့အညာသားတွေကဒီအထောက်ပံ့တွေကိုမျှော်ပြီးတိုက်ပွဲဝင်ခဲ့ကြတာလားဒီကူညီမှုတွေဒီငွေကြေးတွေကိုမျှော်ပြီးတိုက်ပွဲဝင်ခဲ့ကြတာလားလို့မေးကျွန်တော်လာမေးရှင်းရှင်းပြောကြံတဲ့လူတွေတော့မသိကျွန်တော်အဲ့ဒါတွေကိုမျှော်ပြီးတိုက်ပွဲဝင်ခဲ့တာမဟုတ်ဘူး။နော်မရှိတာနဲ့လုံမယ်ကျွန်တော်တို့ရှင်းရှင်းပြောလို့ရှင်အားလုံးတို့ပြည်သူတွေညီရလားဟဲ့ညီတယ်ဟဲ့ဆိုပြီးဝိုင်းអော်နေတဲ့လူတွေအားလုံးသာညီရင်ဒီလောက်လည်းမကြဘူးလို့ကျွန်တော်ထင်ထားတာဒီလောက်လည်းအင်အားတွေမကုန်ဘူးလို့ကျွန်တော်ထင်ထားတာပေါ့နော်အားလုံးဝိုင်းပြီးတော့ဒါရရင်မရရင်ချနော်ငါတို့အာနာပြည်သူပြန်ပေးတို့ပြည်သူတွေညီရလားဟဲ့ညီတယ်ဟဲ့ဆိုပြီးអော်ခဲ့ကြတဲ့သူတွေဒါတကယ်ညီမယ်ဆိုလို့ရှင်ကျွန်တော်တို့အဲ့လောက်မကြဘူးအဲ့လောက်မပင်ပန်းဘူးအဲ့ဒါလောက်လဲတစားသာပြင်ပရဲ့အကူအညီတွေကိုတောင်းခံနေစရာမလိုဘူးလို့ကျွန်တော်ထင်ခဲ့တာအဲ့ဒါကြောင့်မရှိတာဆွဲထွက်ပြီးတော့ကျွန်တော်အသက်နဲ့ဘဝကိုချရင်းပြီးတော့ကျွန်တော်တို့တိုက်ပွဲဝင်ခဲ့ကြဒါပေမဲ့မထင်မှဖဲတော့ကျွန်တော်တို့ညီညွတ်မှုတွေအားနည်းခဲ့တယ်ဒါကျွန်တော်ပြည်သူကိုစော်ကားတာမဟုတ်ပါဘူးဒီဟာကိုတော့မညီညွတ်လိုအပ်ချက်ရှိနေတာကိုမလိုအပ်ပါဘူးလို့ပြောနေရင်လည်းမလိုအပ်ဘူးထင်ပြီးတော့ဒီလောက်နေတယ်ရက်တန့်ခြင်းနေလိမ့်မယ်တကယ်လိုအပ်သေးတယ်ကျွန်တော်တို့ပြည်သူတွေညီညွတ်ဖို့လိုအပ်ပါသေးတယ်နော်အဲ့ဒီလိုညီညွတ်မှုအားနည်းလို့လည်းဒီကနေ့ကျွန်တော်တို့ဒီလောက်ကြာတာပေါ့နော်ဘာပဲဖြစ်ပြောလိုတာကတော့အဲ့ဒီမညီညွတ်တဲ့လူတွေကိုလည်းကျွန်တော်တို့အပြစ်ပြောတွက်ကတ်နေတာမဟုတ်ပါဘူးနော်ပါသေးချင်တာပေါ့အားလုံးပါရင်မြန်နေဗျကျွန်တော်တို့ဘယ်သူ့ဘုံမှာမတွက်ကတ်ဒါကျွန်တော်တို့ရှိတဲ့မိသားစုတွေနော်ဘဝတွေကျွန်တော်တို့ရဲ့အိမ်မက်တွေကိုပြစ်ပြီးတော့ကျွန်တော်တို့ထွက်လာပြီးဒီဒေါ်လာရေးလမ်းကိုဖောက်ကြတာပါနော်2021အလွန်မှာဒီဒေါ်လာရေးကိုဖောက်ကြတာတိုင်းရင်းသားတွေလည်းနှစ်ရှည်လာများဒီဒေါ်လာရေးကိုလုပ်ခဲ့ကြတာပဲ10စုနှစ်ချီပြီးတော့နော်အဲ့လောက်ကြီးတော့မအောင်မြင်ခဲ့ဘူးဗျသမိုင်းကိုပြန်ကြည့်လိုက်ဒီလောက်တော့မအောင်မြင်ခဲ့ဘူးနော်ဒီကနေ့တိုင်းရင်းသားတွေအောင်မြင်တယ်ဆိုတာအဲ့ဒီကျွန်တော်တို့အညာသားတွေရဲ့ဒီပိဿမှုအကျိုးရလဒ်တွေလည်းဆက်ပါတယ်နော်အဲ့ဒီမှာတခုပြောလိုတာကကျွန်တော်တို့အညာသားတွေကဆင်းရဲသားတွေဗျငွေကြေးဆင်းရဲတယ်လက်နက်ဆင်းရဲတယ်နော်ရဲမှုနဲ့ဒီတိုင်းပြည်ကိုချစ်တဲ့အချစ်တွေမေတ္တာတရားတွေအသိဉာဏ်တွေမဆင်းရဲလို့ကျွန်တော်တို့တိုက်ပွဲဝင်ကြပါမယ်လက်နက်အားဖြင့်ငွေကြေးအားဖြင့်ဆင်းရဲပါတယ်အဲ့တော့ဒီဆင်းရဲသားတွေကပေါက်ပြားတို့လေးပခုံးပေါ်ထမ်းပြီးတော့ဖောက်တဲ့လမ်းကိုတထေးတယောက်ကလမ်းကြုံလို့ဗဟိုးနဲ့ကုတ်ပြီးတော့ခင်းပေးသွားတဲ့လမ်းနဲ့တော့နှိုင်းရှင်ပြီးတော့မလောင်ပြောင်သေးခြင်းပါဘူး။နော်ကျွန်တော်တို့မှာအားဆိုင်ရတာချင်းပေးဆက်ရတာချင်းမတူပါဘူး။ကျွန်တော်တို့ပေါက်ပြားတို့လေးပခုံးထမ်းပြီးဖောက်တဲ့လမ်းကကျွန်တော်တို့ဘဝတွေကျွန်တော်တို့သွေးတွေကျွန်တော်တို့ချွေးတွေပါချရင်းထားတာ။တခြားသူတွေလည်းအဲ့လိုမပါဘူးလားမမေးပါနဲ့ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်ပြောလိုတာကပြည်သူကိုသိစေခြင်းလို့ပါကျွန်တော်တို့အညာကိုအားမလို့အားမရဖြစ်နေကြတာတွေတချို့ကတော့အားမလို့အားမရဖြစ်တာတချို့ကအသိဉာဏ်နှဲပါစွာနဲ့ပုတ်ခတ်လောင်ပြောင်တာတွေနော်တစ်ချိန်ကအခြေအနေတွေကိုမနှိုင်းရှင်ဘူးပုတ်ကိုချင်းနှိုင်းရှင်တဲ့အဖွဲ့အစည်းချင်းနှိုင်းရှင်တဲ့ဒါပေမဲ့အဲ့ဒီနှိုင်းရှင်မှုနှစ်ခုမှာအခြေအနေချင်းထက်မနှိုင်းရှင်မဲနဲ့အညာကိုပုတ်ခတ်လောင်ပြောင်တာတွေကြောင့်ပြောနေတာပါစင်ရတာကပေါက်ပြားတို့ပခုံးထမ်းပြီးဖောက်ပေးတဲ့လမ်းနဲ့တတိကလမ်းကြုံလို့ဗဟိုးနဲ့ကုတ်ပေးသွားတဲ့ပမာဏအဲ့ဒါကိုတော့နှိုင်းရှင်ပြီးတော့အထင်မသေးကြစီလို့ဗျာနော်အဲ့ဒါလေးတော့မေတ္တာရက်ခံပါနော်ကျွန်တော်တို့လမ်းလည်းမဆုံးသေးဘူးလမ်းလည်းမပေါက်သေးဘူးဆက်ပြီးတော့ဖောက်ကြရလဲအောင်မယ်ကျွန်တော်တို့အညာသားတွေမဆုံးမတွန့်ဆက်ပြီးကြိုးစားမှာပါတစ်ချိန်တုန်းကစစ်ခွေးသင်းချိုင်းစကိုင်းတိုင်းလို့ခေါ်ခဲ့ရတဲ့အချိန်ကကြတော့ဟာမင်းတို့တွေကလက်နက်တွေကင်ထားပြီးဘသူတွေဘာလုပ်နေသလဲဆိုပြီးတော့ကျွန်တော်တို့ပြည်သူတွေပဲအချင်းတွေကိုမကြည့်ဘူးအချင်းတွေကိုမသိဘူးဘာကြောင့်စောင့်ဆိုင်နေသလဲဘာကြောင့်ပြင်ဆင်နေသလဲဆိုတာကိုမကြည့်ဘူးပြစ်တင်လောင်ပြောင်သရော်ခဲ့ကြတာပဲတချို့ကတော့အားမလို့အားမရကြောင့်တောင်းဆိုခဲ့တာပေါ့နော်အဲ့ဒီချိန်ကကြတော့ကျွန်တော်တို့အညာသားစကိုင်းသားတွေနောက်ဒီမှာစကိုင်းမကွေးနဲ့ဆက်နေတဲ့ဒီချင်းမင်းတပ်စသဖြင့်ပေါ့ဒီဘက်မှာအလုံးလုံးခဲ့ကြတာပဲ
2021ကနေ2022ထိခင်ဗျားတို့အညာသားတွေကိုလက်ခုပ်တီးပေးကြတယ်ကျွန်တော်ခဏပြောတယ်ကျွန်တော်တို့အညာသားတွေကလေသိလားခင်ဗျားတို့ရဲ့လက်ခုပ်တန်တွေကိုတာယာလို့တော့မဟုတ်ပေမဲ့အဲ့လက်ခုပ်တန်တွေအားဖြစ်တယ်ဗျအဲ့ဒီလက်ခုပ်တန်တွေနဲ့ကျွန်တော်တို့ဟိုရှိမှာကျွန်တော်တို့အလုပ်လုပ်ခဲ့ကြတယ်ပျော်ပျော်ကြီးတည်ခဲ့ကြတယ်ပျော်ပျော်ကြီးကိုလက်အင်္ကာတွေကျွန်တော်တို့ဘယ်လိုပြောမလဲရင်းနှီးခဲ့ကြတယ်ပေါ့နော်ကျွန်တော်ခဏပြောဖြစ်တယ်ဘာလဲဆိုတော့ရွှေဘိုသားဆိုလို့ဒါထိုးနေရတာလက်ဝိတ်ကြိုးဝိုင်းပေါ်ဆင်းရင်ဆံပြုတ်တောင်တောက်နိုင်မှမလားဆိုတဲ့ဟာတာလေးလို့ပေါ့ဟိုတုန်းကတငယ်ချင်းနှစ်ယောက်မြို့တက်လာပြီးတော့အလောက်ကလည်းမရှိတော့ရှောက်သွားရင်လည်းလက်ဝိတ်ကြိုးဝိုင်းနဲ့ရောက်တယ်အဲ့ဒီမှာမဲကြည့်တော့လက်ဝိတ်ထိုးရင်ပိုက်ဆံရတယ်ပေါ့ရှုံလည်းရတယ်နိုင်လည်းရတယ်ဆိုတော့တကယ်ချင်းနှစ်ယောက်တိုင်မြင်ပြီးတော့မင်းတက်ထိုးကွာပေါ့နော်အဲ့ဒီမှာဇရင်ပေးပြီးတက်ထိုးတယ်ဇရင်ပေးတော့ပဲနာမည်ဘယ်လိုရေးရမှာတော့ဆိုတော့ရွှေဘိုသားလို့ဒါရေးလိုက်ပါဗျာပေါ့ရွှေဘိုကတက်လာတာဆိုတော့အဲ့ဒီမှာလက်ဝိတ်ထိုးကြတော့ပိုက်ဆံမရှိလို့ဒါတက်ထိုးရတာကိုတကယ်တမ်းတော့လက်ဝိတ်ထိုးတယ်လို့လည်းမဟုတ်ထိုးနိုင်လို့လည်းမဟုတ်ဘူးနော်ဒီမှာစားဖို့တောက်ဖို့အဲ့တော့အခက်ခဲကိုဖြည့်ရှင်းဖို့ရမလို့တက်ထိုးတာအဲ့မှာမထိုးတတ်တော့ခံရတော့ဆင်းကျင်ပေမဲ့လို့အခြေအနေရဘယ်လိုမှမဟန်နိုင်ပေမဲ့လို့အောက်ကလည်းရွှေဘိုသားပါဥအောင်စေရမြည်ပါဒါကြိုးမခံအလံမလဲပါဆိုတော့ဆင်းမယ်လှုပ်လိုက်အောက်ကဘေးသက်အားပေးတဲ့နဲ့နားထောင်ပြီးတော့ပြန်ထိုးလိုက်နဲ့လက်ဝဲကြိုးဝိုင်းပေါ်ဆင်းတော့စားရမရှိလို့တက်ထိုးမှအစင်ဆံပြုတ်တောင်တောက်နိုင်မှာမလားဆိုသလိုပဲအညာသားတွေအဲ့ဒီလောက်ထိဒုက္ခရောက်ခဲ့ကြပါခင်ဗျားတို့လည်းမြင်မှာပါကျွန်တော်တို့ကအောင်မြင်မှုတွေကိုတိုင်းရင်းသားတွေလောက်ဒန်းတို့ရင်မောင်တန်းပြီးခင်ဗျားတို့ယူမပေးနိုင်မိမဲ့ကျွန်တော်တို့ပေးဆက်ထားရတာတွေအညာမှာလာကြည့်ပါကျွန်တော်တို့အိမ်နေမရှိတော့ဘူးပြပုံနေဖြစ်သွားပြီကျွန်တော်တို့အညာသားတွေကဒီသင်းမောကြီးမြုပ်နေတာဒီသင်းမောကြီးပေါက်နေတာကိုသိပါလျက်နဲ့နောက်ဆုံးအဆင့်ဒီသင်းမောမြုပ်သွားမယ်ဆိုရင်တောင်မှအခြားသူတွေပဲကန်တက်ပါသေးငါတို့တွေကဒီသင်းမောကြီးကိုအတက်နိုင်ဆုံးအချိန်ဆွဲပြီးထိန်းထားကြမယ်မဖာနိုင်ရင်တောင်မှအတက်နိုင်ဆုံးဒီသင်းမောကြီးကိုပေါက်နေတဲ့နေရာတွေကိုဖာပြီးတော့ဒီသင်းမောပေါ်ကခရီးတွေကိုကန်တက်နိုင်အောင်လုပ်ပေးမယ်ဆိုတဲ့စိတ်နဲ့မနိုင်ရင်တောင်မှဒီသင်းမောနဲ့အမြုပ်ခံမဲ့သူတွေလိုပဲကျွန်တော်တို့ကအခြားသူတွေကန့်ကတ်နိုင်အောင်ကျွန်တော်တို့အညာသားတွေဒီပေါက်နေတဲ့သင်္ဘောကြီးနဲ့အတူတူဒီနိုင်ငံရေးလိုင်းချမ်းလေချမ်းထဲမှာကျွန်တော်တို့မျောနေတာအဲ့ဒါလေးကိုတော့ခင်ဗျားတို့စာနာနားလည်ကြစေခြင်းနဲ့နော်အညာသားတွေရဲ့တစ်ချိန်ကပေးဆက်မှုတွေကိုခင်ဗျားတို့လောင်ပြောင်မိနေကြတာတွေကျွန်တော်အဲ့ဒါလေးတွေကြားနေရကျွန်တော်တို့အခုလုပ်နေတာကတော်လှန်ရေးပါစစ်ပွဲသီးသန့်မဟုတ်ပါဘူးတနက်ကိုတနက်နဲ့ဒေါ်လာရတယ်ပါဇက်ကိုပါဇက်နဲ့ဒေါ်လာရတယ်လူကိုလူနဲ့ဒေါ်လာရတယ်မူကိုမူနဲ့ဒေါ်လာရတယ်တနက်တန်နေကြီးတဲ့နားထောင်ခြင်းလို့လည်းမရပါဘူးအသိပညာတွေအတွေးခေါ်တွေအတွက်ကျွန်တော်တို့ပါဇက်တန်တွေလည်းများတို့စိတ်ရှည်ပြီးနားထောင်ပေးရပါလိမ့်ဒါကြောင့်အညာသားတွေတနက်ကိုကြည်ဖြည့်စရာမရှိတဲ့အခါပါဇက်နဲ့ကျွန်တော်တို့တိုက်ကြပါတယ်အဲ့ဒါကိုလည်းနားလည်ပေးပါနော်ခင်ဗျားတို့လိုအပ်ချက်တွေကိုဒါဖြည့်ပေးပါကျွန်တော်တို့အညာသားတွေကသေခြင်းသေနော်ကိုလက်အင်္ကာတွေပြုတ်ပြက်ပဲ့ထွက်ခြင်းထွက်ပါတယ်ကျွန်တော်တို့တိုက်ပွဲဝင်ပေးဖို့လည်းမနှေးဘူးအားလုံးသိကြတဲ့အတိုင်းပဲလေကျွန်တော်တို့ဒီလက်နက်ကင်ဒေါ်လာရေးမှာဟိုတုန်းကတည်းကတိုင်းရင်းသားတွေကိုယ်တိုင်တောင်ဗမာကိုမျောလင်းခဲ့ကြတာလက်နက်ကင်ဒေါ်လာရေးမှာဗမာပါလာရင်အောင်မြင်တယ်ဗမာမပါလို့မအောင်မြင်သေးတာဆိုပြီးတော့ဒါပြောခဲ့ကြတာလေအားလုံးမှတ်မိမှာပါဒီကနေ့ပါလာပြီဗမာကိုအညာကကိုစားပြုတ်ပြီးတော့ပါလာခဲ့ကြတယ်2021ရဲ့သမိုင်းကမဝေးသေးပါဘူးအဲ့ဒါကြီးကိုမမေ့ကြပါသေးနဲ့ကျွန်တော်တို့အညာသားတွေကိုမလောင်ပြောင်နေအောင်အထင်မသေးနဲ့အောင်မင်းတို့2021မဝေးသေးဘူးနောက်လေးနည်းနည်းပြန်လှည့်ကြည့်လိုက်ဒီကနေ့ဒီအောင်မြင်မှုတွေကကျွန်တော်တို့အတွက်ဝမ်းသာစရာပါပြည်သူတိုင်းရင်းသားတွေဘက်ကအောင်မြင်မှုတွေကကျွန်တော်တို့ပြည်သူတွေအတွက်ဝမ်းသာစရာပါဒါပေမဲ့အဲ့ဒီတိုင်းရင်းသားတွေအချက်ယူနိုင်အောင်စစ်ကောင်စီကိုအခက်ဖြစ်အောင်လုပ်ပေးခဲ့တဲ့ကျွန်တော်တို့အညာသားတွေအတွက်ကတော့ဂုဏ်ယူစရာပါသူတို့တိုက်ပွဲတွေအောင်မြင်တာလဲကျွန်တော်တို့ဂုဏ်ယူတယ်သူတို့အတွက်လည်းဂုဏ်ယူတယ်ကျွန်တော်တို့အတွက်လည်းဂုဏ်ယူတယ်အဲ့ဒါအချောင်ဝင်ပြီးတော့ကျွန်တော်တို့ကြွားလုံးထုတ်တာမဟုတ်ဘူးအချောင်ဝင်ပြီးတော့မစားရဝါကမန်းပြောတာမဟုတ်ကျွန်တော်တို့အချောင်ဝင်လုပ်ပြီးတော့ဂုဏ်ယူတာမဟုတ်ဘူးကျွန်တော်တို့ရှေ့မှာကျွန်တော်တို့ရဲ့ညီနောင်တိုင်းရင်းသားတွေဆယ်စုနှစ်ချီပြီးတော့ပြင်ဆင်ထားတဲ့အင်အားတွေနဲ့အခွင့်အရေးယူနိုင်အောင်နော်အချက်ကြကြလှုပ်ရှားနိုင်အောင်စစ်ကောင်စီကိုကျွန်တော်တို့ကအခက်လှတွေပေးခဲ့ရတဲ့အညာသားတွေမို့လို့ကျွန်တော်တို့ဂုဏ်ယူတယ်ပြောတာပါအဲ့ဒါလေးကိုလည်းကျွန်တော်တို့ပြည်သူတွေနားမဝေးစေခြင်းနော်ဒီမှာဘာလို့လဲဆိုတော့
ဒီမှာအခြားအခြေအနေတွေကိုနှိုင်းရှင်ကြမယ်လူကိုလူချင်းနှိုင်းရှင်မယ်အဖွဲ့အစည်းကိုအဖွဲ့အစည်းချင်းနှိုင်းရှင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခြေအနေချင်းလည်းထည့်နှိုင်းရှင်ပါလို့ကျွန်တော်ရှေ့ကပြောခဲ့တယ်နော်လူချင်းလည်းနှိုင်းရှင်ပါအဖွဲ့အစည်းချင်းလည်းနှိုင်းရှင်ပါအဲ့ဒီနှစ်ခုလုံးကိုတော့အခြေအနေကိုထည့်ပြီးတော့နှိုင်းရှင်သုံးသပ်ပါအဲ့ဒီမှာအခြေအနေချင်းနှိုင်းရှင်သုံးသပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အညာကရှင်းပြောရရင်ဘာမှမရှိဘဲနဲ့ထလုပ်ခဲ့ကြတာခင်ဗျားတို့ပြည်သူလူထုရဲ့ပေးစာကမ်းစာနဲ့မှာကျွန်တော်တို့ကအားဖြစ်ပြီးတော့ဒီတိုက်ပွဲကသွားနိုင်တာတနေ့လုံးတနေ့စားဆိုသလိုပဲတခါတရံခင်ဗျားတို့ကူတဲ့တလကူတဲ့ငွေနဲ့တလတိုက်ပွဲဖော်ဆောင်လို့မလောက်ပါဘူးကျွန်တော်တို့အဲ့ဒါကိုတခါကူထားတာနဲ့တိုက်ပွဲ100လောက်မျှော်လင့်လို့လည်းမရပါဘူးအဲ့ဒါလေးလည်းသိသိချင်းပါတယ်ကျွန်တော်တို့မှနေ့စဉ်ဝင်နေတဲ့အခွန်တွေလည်းမရှိပါဘူးအလူငွေတစ်ခုတည်းနဲ့သွားရတယ်အဲ့ဒီမှာတိုင်းရင်းသားတွေကဆယ်စုနှစ်တွေခြေပြီးပြင်ဆင်ထားကြတာလက်နက်ငွေကြေးကျွန်တော်တို့မှတရက်တောင်ပြင်ဆင်ခွင့်မရလိုက်ဘူးစစ်တပ်ကအာဏာထသိမ်းတယ်ကျွန်တော်တို့ရင်ရင်ကြေးတောင်းဆိုဆန္ဒပြတယ်မရလို့ရှိတာဆွဲထွက်လက်နက်လုတ်ပြီးတော့တိုက်ပွဲဝင်ကြတာကျွန်တော်တို့မှတရက်စာတောင်မှပြင်ဆင်ခွင့်မရခဲ့သေးပါဘူးကျွန်တော်တို့စပါပြီဆိုကြတဲ့ကအကျွေးနဲ့စခဲ့တဲ့ဒေါ်လာရေးပါဒီကနေ့လဲကျွန်တော်တို့အကျွေးတွေသဘုံတစ်ခေါင်းနဲ့ပါမလောက်ကြသေးဘူးလားမလောက်ကြလေဘူးသားဘူးလားသူများတွေတိုက်နေပြီစခန်းတွေသိမ်းနေပြီဟာသိမ်းနေတာပေါ့ကျွန်တော်တို့လည်းလက်တွေမှာရလို့ဒါပေမဲ့ကျွန်တော်ပြောသလိုပဲအခြေအနေတွေကိုပြန်နှိုင်းရှင်မအောင်ဗျစခန်းသိမ်းနေဆိုတာကတိုင်းသားတွေတော့ကကြည်တောင်းကနန်းလည်းမပူရဘူးသိမ်းကနန်းလည်းမပူရဘူးစခန်းသိမ်းဖို့လက်နက်ကြီးလက်နက်ငယ်ကြီးနေပညာပိုင်းဆိုင်ရာ drone တွေနောက်နှစ်ရှည်လာများစုဖွဲ့ပြင်ဆင်ထားတဲ့တက်နှစ်ရှည်လာများအတွေ့အကြုံတွေအဲ့ဓာတွေကသူတို့ကလွယ်လွယ်လေးပေါင်းဆက်ပြီးတော့လှုပ်လိုက်လို့ရတယ်ကျွန်တော်တို့မှအဲ့ဓာတွေကိုတစ်ခုချင်းလိုက်ရှာနေရသေးပါဒါပေမဲ့ကျွန်တော်တို့မလုပ်ဘူးလားလုပ်ခဲ့တယ်ခင်ဗျားတို့အချိန်တော့စစ်ခွေးသိန်းချိုင်းစကိုင်းတိုင်းလို့ပြောခဲ့တဲ့အချိန်နော်ကျွန်တော်ကိုဂုံယူပြောတာမဟုတ်ပါဘူးစစ်ကောင်စီကနဂမောက်သီးတောင်မှနဂမောက်သီးလို့အခေါ်မခံရဲလောက်အောင်ကျွန်တော်တို့လုပ်ခဲ့ကြတာအဲ့ဒီတုန်းကလုပ်ခဲ့တယ်ဒီကနေ့မလုပ်တော့ဘူးလို့ပြောနေတဲ့လူတွေရှိတယ်ဒီကနေ့ပို့လုပ်တာပေါ့ဗျာအဲ့ဒီတုန်းကကျွန်တော်ကစစ်ကြောင်းကိုလာရင်ဒူမီနဲ့မိုင်းနဲ့လောက်ခွဲရတာအခုဆိုရင်သူတို့စခန်းတွေပြူရွာတွေအထိကျွန်တော်တို့သွားတိုက်တယ်ဒီမှာအနောက်ရှက်ရှိတယ်အဟန်တားရှိတဲ့နေရာတွေမှာမလုံနိုင်မိမယ်လို့ကျွန်တော်တို့ရွှေဘိုခိုင်ထဲမှာကျွန်တော်တို့အင်အားတွေကိုဖြန့်ကျက်ထားပြီးတော့ကျွန်တော်တို့ပြူရွာ3-4ရွာလောက်ထိကျွန်တော်တို့သိမ်းပေးပြီးပါတချို့ကိစ္စတွေက line ပေါ်မှာပေါ်တင်းသတင်းတင်ဖို့မလုံချင်နေတာရောခက်ခဲသေးတာရောရန်သူကိုသွားပြီးဆွတယ်လို့ဖြစ်မှာဆိုလို့ရောနောက်တစ်ခုကတင်တဲ့သတင်းကြလဲအုပ်စုပွဲဖြည့်ဆည်းခံလိုက်ရတယ်အဲ့ဒီသတင်းတွေ line ပေါ်ရောက်မလာအောင် BNI ကအလုံးမလုံးပါဘူးလို့ပုံပေါ်အောင်လုပ်နေတဲ့လူတွေကြောင့်သတင်းပြောက်သွားတာလေရှိတယ်ကျွန်တော်တို့ကပိုလုံနေပါတယ်ဟိုဒူမီနယ်တုန်းကတည်းပိုလုံနိုင်တယ်နော်တိတာတဲ့အချက်ကျွန်တော်တို့ပြူစခန်းတွေခင်ဗျားတို့ခဏပြောနေတဲ့ဗလဲမြို့နယ်တွေကပြူစခန်းတွေ3ချိုး2ချိုးလောက်ကျွန်တော်တို့အကြိမ်ကြိမ်ခါဝင်ဖြတ်စည်းခဲ့တာပါစစ်ကောင်စီကလေချောင်းတွေမှာတန်ချက်ကကားတွေနဲ့လာအားဖြစ်ရလောက်အောင်ကျွန်တော်တို့တိုက်ခဲ့တယ်အခုဆိုရင်အပြတ်သိမ်းထားတဲ့ပြူရွာတွေရွှေဘိုခိုင်နဲ့ရွှေဘိုနယ်ထဲမှာရှိပါတယ်ဒါဒေသခံတွေသိပါတယ်နောက်တိုင်းရင်းသားတွေဘက်မှာဒီကျွန်တော်တို့ပို့လွတ်ပြီးတော့တိုင်းရင်းသားတွေနဲ့အတူနော်စခန်းသိမ်းအောင်ပွဲတွေကျွန်တော်တို့အညာသားတွေကျွန်တော်ဥဆောင်မှုနဲ့ကျွန်တော်အောက်ကကျွန်တော်တို့ညီငယ်ရဲဘော်တွေတိုက်ပွဲဝင်ထားကြပါအဲ့ဒါကျွန်တော်တို့ပို့ပြီးလှုပ်ထားတာပါနော်ခုနကပြောသလိုခင်ဗျားတို့ကတထေးတယောက်ကဗဟိုးနဲ့ကုတ်ပြီးခင်းပေးသွားတဲ့လမ်းနဲ့စင်ရတာကသွေးတွေချွေးတွေရင်းပြီးတော့ပေါက်ပြားတို့လေးထမ်းပြီးဖောက်ပေးထားတဲ့လမ်းကိုနှိုင်းရှင်ပြီးအားမရဖြစ်နေလို့ပါကျွန်တော်ပြောမယ်ကျွန်တော်တို့လက်နက်ဆိုတာကအခြားတိုင်းရင်းသားတွေကခင်မီလက်နက်တွေနောက်စက်ရုံတို့လက်နက်တွေနဲ့တိုက်ပွဲဝင်ကြတာကျွန်တော်တို့အညာသားတွေအခုချိန်ထိတူမီတွေမိုင်းတွေတူမီမဟုတ်တဲ့တိုင်မိုင်းတွေကိုအားကိုးနေရတော့နော်လက်လုတ်ပြောင်းနေတဲ့လက်နက်ကြီးတွေကိုအားကိုးနေရတော့အဲ့ဒါတွေကဘလောက်အန်ရရှိလဲဆိုတာလှုပ်ဖူးတဲ့လူတွေမှာသိတာလက်နက်ဆိုတာကရန်သူကိုပြစ်ဖို့ပြစ်လွတ်တဲ့သူကိုယ်တိုင်ကိုအန်ရကင်းဖို့စနစ်တကျစမ်းသက်ဒီထွန်းအသုံးပြုပြီးကမှတိုက်ပွဲထဲမှာအန်ရကင်းမှသုံးတာကျွန်တော်တို့အညာသားတွေအဲ့လိုမစမ်းသက်နိုင်ဘူးဒီလက်နက်ကဒီလိုပြစ်လို့ရတယ်ဆိုရင်ကိုယ့်အတွက်အန်ရကင်းသလားမကင်းသလားမသိဘူးရန်သူကြဖို့ရအတွက်တခါတရံဖြစ်ချင်ရဖြစ်กว่าဆိုပြီးကိုယ့်အသက်ကိုစတေးပြီးတော့ကျွန်တော်တို့လက်နက်ကြီးတွေပြစ်ခတ်ကြတယ်မိုင်းတွေခွဲကြတယ်ခင်ဗျားတို့ကြားမှာပဲဟိုမှာအသေးကံဘုံခွဲတယ်ဆိုတဲ့စကားတွေခင်ဗျားတို့ကြားခဲ့ပုံမှာပေါ့ပြီးခဲ့တဲ့ခေတ်ကာလတွေ
ဒီကနေ့ကျွန်တော်တို့အညာသားတွေအသေးခံတိုက်ပွဲဝင်နေတာအသေးခံမိုင်းခွဲတယ်အသေးခံလက်နက်ကြီးပစ်တယ်တခါတရံလက်နက်ကြီးပစ်တာဟိုဘက်ကဘယ်နှယောက်ကြမှမသိဘူးဒီဘက်က3ယောက်လောက်ကြသွားပြီပစ်တယ်နာအဲ့ဒီပစ်တဲ့လူတွေအသက်မရှိတော့ဘူးဘိုးမလက်နက်ကြီး5-10လုံးလောက်ပစ်ပြီးလို့ရှင်ပြောင်းကပူလာပြီးတော့လက်လုံလှုပ်ထားတဲ့အပြောင်းတွေစနစ်တကျစမ်းသက်ပြီးတော့အန်ရကင်းမှသုံးဆွဲရတာမျိုးမဟုတ်တဲ့အတွက်စမ်းသက်ရင်သုံးရတော့အဲ့ဒီစမ်းသက်တာအသက်တွေဘဝတွေနဲ့ရင်းပြီးစမ်းသက်ရတယ်နော်10ချက်လောက်ပြစ်ပြီးပြောင်းကွဲသွားတဲ့အခါအဲ့ဒီပြောင်းကွဲသွားလို့သေသွားတဲ့လူတွေရဲဘော်တွေပါတယ်ပြည့်ရင်းနဲ့ရန်သူကဘယ်လောက်ကြာမှမသိကိုယ့်ဘက်ကဟိုမှာတခါတရံအဲ့ဒီဟာကိုဟာသားလောက်ကြသေးတယ်ဟိုဘက်ကတော့ဘယ်လောက်ကြာမှမသိဘူးဆရာကြီးကျွန်တော်တို့ဒီဘက်ကတော့6ယောက်လောက်ကြာသွားပြီဆိုသလိုပဲပြည့်ရင်အဲ့လိုမျိုးတွေရှိတယ်ခင်ဗျားတို့မသိဘူးကျွန်တော်တို့အညာသားတွေခင်ဗျားတို့ပြည်သူတွေနော်ကမ်းမော်တက်နိုင်မို့ဒီသင်းမောပေါက်ကြီးကိုအသက်နဲ့ချင်းဖာနေကြတယ်လို့မျိုးလုပ်နေကြအညာသားတွေဖောက်ခွဲလိုက်တဲ့မိုင်းထဲမှာခင်ဗျားတို့သိချင်မှသိလိမ့်မယ်ဟိုကျွန်တော်စကားပြောတာရိုင်းသွားရင်တော့ခင်ဗျားဆိုတာတော့ကျွန်တော်တို့အညာရဲ့အသုံးစကားမို့လို့ပါရိုင်းသွားရင်တော့ဟိုကျွန်တော်ဟိုရိုင်းနေဆိုရင်လည်းခွန်းလို့ပါနော်ဟိုကျွန်တော်တို့ပြည်သူတွေသိချင်မှသိလိမ့်မယ်ကျွန်တော်တို့အညာသားတွေဖောက်ခွဲလိုက်တဲ့မိုင်းတွေထဲမှာအညာသားတွေရဲ့ကိုလက်အင်္ကာတွေပါတယ်လက်တွေပါသွားတယ်ခြေထောက်တွေပါသွားတယ်အညာသားတွေပြစ်လွတ်လိုက်တဲ့လက်နက်ကြီးတွေဒုံမီးတွေထဲမှာအညာသားတွေရဲ့ကိုလက်အင်္ကာတွေအသွေးသားတွေအဲ့ဒါတွေနဲ့ထည့်ပြီးဖောက်ခွဲရတယ်လို့ပြောရင်လွန်မယ်မထင်ဘူးအဲ့ဒါကြတော့တချို့တွေသိချင်မှသိလိမ့်မယ်ဒါကြောင့်အညာကိုမစော်ကားကြပါနဲ့နော်ပြစရာရှိတော့အညာရစရာရှိတော့အညာကမပါသေးဘူးဖြစ်နေတယ်ခုနကပြောသလိုစစ်ကောင်စီရဲ့လက်ကြံရိုင်နေတဲ့အနေထားလေးတွေကိုဟန်ချက်ညီညီတိုက်ပွဲဝင်ဖို့ကျွန်တော်တို့အညာကိုကူပေးကြပါအောင်ကျွန်တော်တို့တောင်းဆိုပါခင်ဗျားတို့ဘေးစာကန်းစာနဲ့အားဖြည့်ပြီးတော့ကျွန်တော်တို့ကဒီဒေါ်လာရေးကိုဆက်ပြီးချီတက်ကြရအောင်။ဘာပြောတယ်ရှိလဲ။ရှိပါဘူး။ဟောအဲ့ဒါလေးကိုနားလည်ပေးစေချင်ပါတယ်။နော်။အခုအဲ့ဒီမိုင်းတွေထဲမှာအညာသားတွေရဲ့ကိုလက်အင်္ကာတွေကိုထည့်ပြီးဖောက်ခွဲခဲ့တာလက်နက်ကြီးတွေဒုံမီတွေထဲမှာအညာသားတွေရဲ့ကိုလက်အင်္ကာတွေသွေးသားတွေကိုထည့်ပြီးဖောက်ခွဲပြစ်လွတ်ခဲ့တယ်။အကျိုးဆက်တွေကစစ်ခွေးသိန်းချိုင်းစကိုင်းတိုင်းလို့ခေါ်ခဲ့တယ်စစ်ကောင်စီရဲ့မထင်မှတ်တဲ့အနေအထားကြောင့်ဖေယိုဖေရဲ့အလဲလဲကွဲကွဲဖြစ်ခဲ့ရတာတွေခင်ဗျားတို့မှတ်မိကျွန်တော်တို့ပြည်သူတွေအားလုံးသတိရပေးကြအဲ့ဒီအခက်ခဲကိုယူပြီးတော့ကျွန်တော်တို့တိုင်းရင်းသားညီနောင်တွေနော်စစ်ကောင်စီရဲ့အခက်သူတို့တွေရဲ့အချက်ဆိုပြီးတော့နော်ဒီ2023မှာသူတိုက်ပွဲဝင်ခဲ့ကြတယ်သူတို့တွေရဲ့ပြင်ဆင်ချိန်မှာလဲဒီလိုပဲတချို့တွေပုတ်ခတ်လောင်ပြောင်ခဲ့တာတွေရှိတယ်တချို့တွေကတော့နားလဲတယ်အားမလို့အားမရဖြစ်လို့အညာကိုတနာလို့အညာကိုချင်းစာလို့ထားကြွပေးဖို့တောင်းဆိုကြတာရှိပေမဲ့တချို့ကစီးရဲနိုင်ငံရေးအခြေအနေကိုမသိပုတ်ခတ်လောင်ပြောင်မိကြတာတွေလည်းရှိတယ်လာပြန်မိဒီကနေ့လဲအညာကိုပုတ်ခတ်လောင်ပြောင်ကြတာတွေရှိတယ်လူချင်းနှိုင်းရှင်တယ်အဖွဲ့အစည်းချင်းနှိုင်းရှင်တယ်ဒါပေမဲ့သူတို့အခြေအနေချင်းထဲသွင်းနှိုင်းရှင်ရကောင်းမှမသိကြတာတွေရှိတယ်အဲ့ဒီအခြေအနေမှာဘာလို့အပ်လေတလဲဆိုတာကိုမတွေးဘူးလောက်ကြပါလို့အညာသားတွေကိုခိုင်းမနေနဲ့အညာသားတွေကခင်ဗျားတို့ခိုင်းလို့ရှင်လိပ်ပြမလုံးမှုမနေတတ်မထိုင်တတ်နဲ့တက်တိုက်သေကုန်ကြရတာတွေအများကြီးနော်ခိုင်းတာခိုင်းပြီးတော့မပေးဘူးဆိုလို့ရှင်ရှိတာလေးနဲ့ထည့်ပြီးဖောက်ခွဲကြရတယ်အဲ့ဒီထဲမှာအသက်တွေဘဝတွေပါသွားတတ်လို့အညာသားတွေကိုလည်းခင်ဗျားတို့မျက်နှာမလွှဲကြဘူးကျွန်တော်အနေနဲ့ဒါဒီကနေ့ဒီကိစ္စလေးပြောရင်းပါနော်ကျွန်တော်တို့စစ်တိုက်တာမှာအင်အား2ရက်လိုပါတယ်ခဏပြောပြတယ်စစ်တိုက်တာမှာအင်အား2ရက်လိုတယ်တရက်ကလူသူအင်အားတရက်ကလက်နက်ခရမ်းလူသူမှာလည်းကျွန်တော်တို့အည်သွေးရှိအောင်စနစ်ကြအောင်ပြင်ဆင်ရတယ်လက်နက်မှာလည်းအည်သွေးကောင်းတဲ့လက်နက်တွေဖြည့်တင်းတက်ဆင်ရတယ်အဲ့ဒီနှစ်ခုပေါင်းဆက်နိုင်မှာစစ်ပွဲဆိုတာကျွန်တော်တို့အောင်ပွဲဆိုတာကျွန်တော်တို့လက်ထဲကိုရောက်လာမှာအဲ့ဒီအင်အား2ရက်အတွက်ကျွန်တော်တို့ပြည်သူတွေဘက်ကအညာကိုဖြည့်ပေးကြပါဒီ2024မှာစစ်ကောင်စီရဲ့လက်ကြံရိုင်နေတဲ့အခြေအနေတွေကိုအခြားတိုင်းရင်းသားတွေနဲ့နေသူကျွန်တော်တို့အညာလဲဟန်ချက်ညီညီပါဝင်တိုက်ပွဲဝင်ခြင်းတယ်အဲ့ဒီအတွက်ကျွန်တော်တို့မှာလိုအပ်ချက်တွေရှိတယ်နော်ရှင်းပြောရင်အဲ့ဒါကြောင့်ကျွန်တော်တို့အခြားအဖွဲ့အစည်းတွေကိုလည်းခင်ဗျားတို့နှိစက်ရကူညီကြပါကျွန်တော်တို့ပြည်သူတွေအနေနဲ့ကျွန်တော်တို့ BNI အနေနဲ့လည်း BNI ကဘာမှမလုပ်ဘူးလားလို့မေးနေကြတာရှိတယ်တချို့ကရည်ရွယ်ချက်နဲ့မလုပ်ဘူးလို့ထင်အောင်သတင်းတောင်ဖျောက်တဲ့လူတွေရှိတယ်ရှေ့မှာပြောခဲ့တယ်လို့ငကားဘယ်တော့မှကျွန်တော်တို့ပြည်သူငွေကိုအလကားမစားပါဘူးနော်ကျွန်တော်ရှိတာကိုရင်းပြီးတိုက်ပွဲဝင်ခဲ့တယ်ဒီကနေ့လဲကျွန်တော်ခေါင်းဆောင်တယောက်ဖြစ်နေလို့တိုက်ပွဲထဲမှာမြေပြင်မှာရှေ့တန်းထီမလိုက်တော့ပေမဲ့ကျွန်တော်တိုက်ပွဲနှန်းထီအမြဲတမ်းကတ်လိုက်ပါပါတယ်အရေးကြီးတဲ့တိုက်ပွဲတွေမှာ
စကားပြောတဲ့အရှိတဲ့အချိန်လဲပြောတယ်ငကားကပါဇက်နဲ့ဒေါ်လန်တဲ့အရှိတဲ့အချိန်လဲဒေါ်လန်ပါတယ်တနက်နဲ့ဒေါ်လန်တဲ့အရှိတဲ့အချိန်လဲကျွန်တော်မနာပါဘူးဒေါ်လန်ပါတယ်ဒါပေမဲ့ကျွန်တော်ဒေါ်လန်ကြီးကကျွန်တော်ခဏခဏပြောသလိုပဲမတရားမှုတွေကိုဒေါ်လန်နာဖြစ်တယ်ကျွန်တော်ကောင်းစဉ်ကမတရားမှုတွေကိုဖြုတ်ချပြီးတော့နော်ကျွန်တော်တို့နိုင်ငံသားတွေဒီမိုကရေစီအရေးနော်တန်းသူညီမျှအရေးနော်ကိုပိုင်ပြဋ္ဌာန်းခွင့်တွေစသဖြင့်တိုင်းရင်းသားအားလုံးရဲ့အမျိုးသားတန်းသူညီခွင့်တွေအတွက်တိုက်ပွဲဝင်တာတရားမျှတမှုအတွက်တိုက်ပွဲဝင်တာဖြစ်တဲ့အတွက်အဲ့ဓာတွေနဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့များကိုတော့ကျွန်တော်ဒေါ်လန်နဲ့အခါကြရင်မညွန်ညင်ကြစေချင်ပါဘူးနော်အဲ့ဒါလေးလဲထည့်ပြောချင်ပါနော်ကျွန်တော်တို့အခုဆိုလို့ရှိရင်ဒါကျွန်တော်15မြို့နယ်15မြို့နယ်15မြို့နယ်မကဘူး18မြို့နယ်လောက်ဒါကျွန်တော်တို့ BNR အားလုံးလည်းသိကြမှာတချို့အဖွဲ့အစည်းတစ်ခုဥပမာဟိုဘာအဖွဲ့ညာအဖွဲ့ဆိုပြီးတော့မောင်ဖြူအဖွဲ့မောင်နီအဖွဲ့လေးတွေကိုခင်ဗျားတို့ကျွန်တော်တို့ပြည်သူတွေလူတန်းပေးကြတယ်အခြားအဖွဲ့တွေကို10လောက်လူတန်းပေးလိုက်တာနဲ့ကျွန်တော်အဖွဲ့100လောက်လူတန်းပေးလိုက်တာနဲ့ကျွန်တော်မှအဲ့ဒီငွေကိုသုံးစွဲရတဲ့ပုံစံချင်းမတူပါဘူးကျွန်တော်ပြောပြမယ်တချို့အဖွဲ့တွေကမြို့နယ်တစ်ခုထဲမှာမြို့နယ်တစ်ခုထဲမှာရှိတဲ့ခေါင်းစဉ်တွေအများကြီးတွေကမှတစ်ခုပါကျွန်တော်ကကြတော့ခေါင်းစဉ်တစ်ခုတည်းပဲမြို့နယ်အများကြီးကိုဖြန့်ကျက်ထားရတာပါကျွန်တော်ဒီမှာကျွန်တော်တို့ BNR ဆိုလို့ရှိရင် PPDF တုန်းကတော့ပလဲနဲ့နှိစက်ရမြို့လေးတွေလောက်ပဲ MRDA မှာကျတော့10မြို့နယ်လောက်နည်းနည်းများလာပြီအခုကျွန်တော်တွက်ကြည့်တယ်နော်ကျွန်တော်ဒီမှာ BNR ဆိုတဲ့ခေါင်းစဉ်အောက်ကိုခင်ဗျားတို့300လူတယ်50လူတယ်10လူတယ်အခြားဖွဲ့တွေနဲ့မနှိုင်းရှင်ပါနဲ့ကျွန်တော်အများကြီးအဲ့ဒီငွေကိုဖြန့်ကျက်အသုံးပြုရပါတယ်ကျွန်တော်ဖွဲ့ထဲမှာပလဲမြိုင်ပေါက်ရေစကြိုမြောင်ချောင်းဦးအရာတော်မုံရွာစားလင်းကြီးရင်းမာပင်ကနေတပရင်ရေဥခင်ဥရွှေဘိုဝက်လက်ကန့်ဘလူခုနောက်ပိုင်းဆိုရင်ဘူးတလင်မင်းခင်းဘက်ကထိကျွန်တော်မှာ PNR ဆိုတဲ့ခေါင်းစဉ်လေးအောက်မှာအများကြီးလောက်ငါအောင်ဖြန့်ကျက်သုံးစွဲနေရတာအဲ့ဒီဘက်တွေမှာတိုက်ပွဲတွေဆက်တိုက်ရှိပါတယ်အနောက်ရှက်တွေကြားတွေကကျွန်တော်တို့အထူးတစ်ဖြစ်တော့ဒီရွှေဘိုနယ်ဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါခုနကပြောသလိုပြူစကန်းတွေတင်ထားပါတယ်ကျွန်တော်တို့ကျွန်တော်ရဲ့မူလဇာတိဖြစ်တဲ့ပလဲနယ်ဘက်မှာတော့ဒါအားလုံးလည်းသိတဲ့အတိုင်းပဲကျွန်တော်မှာအခြားအခက်အခဲတွေအမျိုးမျိုးရှိတဲ့အတွက်အပြက်သားတာမသိနိုင်ငယ်သေးပါကျွန်တော်ရဲ့ဒါဇာတိနယ်မှာတော့အခက်အခဲလေးတွေရှိတဲ့အတွက်ကျွန်တော်ပြက်သားတာသိနိုင်တာမရှိသေးဘူးဒါပေမဲ့ပလဲနယ်ကပြူစကန်းတွေနော်စစ်ကောင်စီကပေါ့တန်တာမထားရဲပါဘူးအခြားဒေသထက်နော်တချို့ line ပေါ်မှာပြောနေလို့အင်အား20 30မဟုတ်ပါဘူးအင်အားအခိုင်အမာနဲ့ရွာသားတွေကလက်နဲ့အပြည့်အဝတက်ဆင်ပြီးတော့အခိုင်အမာပြင်ထားတာပါအဲ့ဒီအခိုင်အမာပြင်ထားတဲ့စခန်းတွေတောင်မှကျွန်တော်တို့ရှောင်းတခင်ဝင်ရောက်တိုက်ခိုက်တာ3-4ချိန်လောက်မှာ3ချိုး2ချိုးလောက်ပျက်စီးသွားပြီးတာပါကျွန်တော်တို့မနာမနေအလုပ်ကြိုးစားနေပါတယ်ဒီရှိလဲ2024မှာတိုင်းရင်းသားတွေနဲ့ကျွန်တော်တို့ဟန်ချက်ညီတိုက်ပွဲဝင်ပြီးတော့ဒီ2024မှာဒီစစ်တပ်ရဲ့ဂျိုင်နဲ့နေတဲ့လက်ကျန်အခြေအနေကိုဖြိုဖျက်ပြီးတော့ကျွန်တော်တို့ပြည်သူတွေလက်ချင်းဆက်ပြီးတော့2024ရဲ့ပွင့်လင်းရာဒီမှာအောင်ပွဲခံဖို့မေရှုမေးပန်းတွေဖောက်ခွဲနော်ကျွန်တော်တို့တွေပျော်ပွဲရှင်ပွဲတွေနဲ့လက်ပန်းပေါက်နိုင်ဖို့ကပ္ပနေရအသီးသီးမှာရောက်နေပြီးတော့ကျွန်တော်တို့ပြည်သူတွေအိမ်ပြန်ခြင်းနဲ့အိမ်လွှမ်းနေကြတဲ့ကျွန်တော်တို့ညီကိုမောင်နှမတွေအတွက်ကျွန်တော်တို့ BNR ကျွန်တော်တို့အသက်တွေဘဝတွေကိုရင်းပြီးတိုက်ပွဲဝင်ပေးမယ်ဆိုတာဂတိပေးပါတယ်အဲ့ဒီအတွက်ကူညီမှုတွေတော့လိုချင်ပါတယ်နော်ကျွန်တော်2024မှာကျွန်တော်တို့ BNR အနေနဲ့စတင်ပြီးတော့ပြည်သူလူထုကိုအကူအညီတောင်းခံပါမယ်ကျွန်တော်တို့အခုကျွန်တော်တို့ရဲ့ဒေါ်လာရေးတက်တန်းတစ်လျှောက်မှာလဲပြည်သူရဲ့ကူညီမှုကိုကြီးမားမားဆိုလို့ဒေါ်လာ4သိန်းတစ်ခါပဲကျွန်တော်တို့ယူထားပါတယ် BNR ဆိုတဲ့တက်တန်းမှာတော့ကျွန်တော်တို့ဘာ project မှာဘာ campaign မှာတခုမှမလုပ်ဘူးသေးပါဘူးနော်ကျွန်တော်တို့အညာတို့မဟုတ်ကျွန်တော်တို့ဒေါ်လာရေးမှာ project တွေ campaign တွေထောင်နဲ့ချီပြီးရှိနေပါတယ်အဲ့ဒီထဲမှာကျွန်တော်တစ်ချိန်ပဲလုပ်ဘူးပါတယ်ဒေါ်လာ4သိန်းတစ်ခါအဲ့ဒီဒေါ်လာ4သိန်းကနေပြီးတော့လက်နက်100ရတယ်အခုနာက18မြို့နယ်မှာကျွန်တော်ဖြန့်ကျက်ပြီးတော့အဲ့ဒီဟာတွေလုံနေပါတယ်ကြိုက်တဲ့လူတွေကိုသွားမေးကြည့်လို့ရပါတယ်နော်ကျွန်တော်ကပြည်သူငွေကိုအလကားအဖြစ်မခံပါဘူးအခုလဲကျွန်တော်တို့ရဲ့ဒေါ်လာရေးသမိုင်းတက်တန်းတစ်လျှောက်မှာဒုတိယအချိန်ကျွန်တော်တို့ campaign လေးတစ်ခုလုပ်ပါမယ်အဲ့ဒါအိုးစားဘတ် campaign ဆိုပြီးလုပ်ထားပါတယ်တိုင်းရင်းသားတွေနဲ့နီးတူ2024မှာအညာကဟန်ချက်ညီပါဝင်နိုင်ဖို့အိုးစားဘတ် campaign လေးကိုကျွန်တော်တို့ပြင်ဆင်နေပါတယ်အိုးစားဘတ် campaign ဆိုတာကျွန်တော်တို့ရဲ့ဒေါ်လာရေးသမိုင်းမှာတော့ဒုတိယအကြိမ်ဖြစ်ပြီးတော့ BNR မှာတော့ဒါပထမအကြိမ်ဖြစ်ပါတယ်သိန်း1000 campaign လေးလုပ်ထားပါတယ်အဲ့ဒီသိန်း1000ကနေပြီးတော့ကျွန်တော်တို့ပြောတဲ့စီရေးအချိန်မြင့်တင်မှုတွေလုပ်ပါမယ်အဲ့ဒီ campaign လေးကဒီ January ကျွန်တော်တစ်ချက်လေးနော်
ကျွန်တော်ဒီဟိုပါပေါ့ဇန်နဝါရီလ28ရက်နေ့ကနေပြီးတော့ဒီဟိုအထိပေါ့ဗျာ February March လတဲ့အထိမတ်လဘယ်နှစ်ရက်နေ့ထိမတ်လ12ရက်နေ့ထိ project ကာလ45ရက်ကျွန်တော်တို့သတ်မှတ်ထားပါတယ်အဲ့ဒီမှာ3000ကျွန်တော်တို့မျှော်မှန်းထားပါတယ်အဲ့ဒီ3000ကိုကျွန်တော်တို့ပြည်သူလူထုကအခိုင်အမာဖြည့်သိမ်းပေးပြီဆိုတာနဲ့ကျွန်တော်တို့အဲ့ဒါတွေကိုကျွန်တော်တို့ညီနောင်နေနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့လက်နက်ခဲရနေဝယ်ဖို့ပြင်ဆင်ထားပါတယ်ကျွန်တော်တို့အဲ့ဒီကနေပြီးတော့အချမ်းမြင့်ခံမှန်းထားတာပါ AG 9000နော်40မမပုံသီးကျွန်တော်တို့ဗရင်သီးပေါ့အဲ့လိုမျိုးဟိုလက်နက်ကြီးပြတဲ့ကြီးနောက် RPG ပေါ့စသဖြင့်အဲ့လိုကြီးတွေအပြင်ကျွန်တော်တို့ drone တက်ရင်အတွက်ဒါ drone နှစ်စီးနဲ့ဒီ drone တွေမှာအသုံးပြုမဲ့ဒီလက်နက်ခဲယမ်းပေါ့နောက်ရှင်ရန်နေရနောက်အဲ့ဒီစစ်စင်ရေးအသုံးစရိတ်ဆိုပြီးတော့ကျွန်တော်တို့အကြမ်းမြင့်သတ်မှတ်ထားတယ်3000ပေါ့အဲ့ဒါကိုကျွန်တော်တို့ကာလာအားဖြင့်45ရက်သတ်မှတ်ထားပါတယ်အဲ့ဒီ45ရက်သတ်မှတ်ထားတဲ့အချိန်မှာဒီ3000ပြည့်တာနဲ့ကျွန်တော်တို့လက်နက်ခဲယမ်းတွေဝယ်ယူဖြစ်သိမ်းမယ်ရက်တော့နည်းနည်းလေးတော့စောင့်ပေးကြပေါ့ဗျာအဲ့ဒီလက်နက်ခဲယမ်းတွေရောက်ရှိပြီဆိုရင်တော့ဒါကျွန်တော်တို့ဒီ3000 project အတွက်တိတာထင်ရှားတဲ့အောင်ပွဲတစ်ခုကိုကျွန်တော်တို့ပြည်သူလက်အပ်ပေးနိုင်အောင်ကျွန်တော်တို့စူးစမ်းမယ်လို့ကျွန်တော်တို့ဂရိခံတယ်အဲ့ဒါပြည်သူကလည်းကျွန်တော်တို့ BNRA ကိုကျွန်တော်တို့ရဲ့ဒါဒေါ်လာရေး BNRA ရဲ့ဒေါ်လာရေးတမိုင်းမှာပထမဆုံး campaign လေးဖြစ်တဲ့ဒီ3000 project ကိုနှိစက်ရာတွေကနေပြီးတော့ပါဝင်ပေးကြစီလိုပါတယ်အဲ့ဒီမှာဘယ်လိုအကောင့်အနေနဲ့လဲဆိုတာလဲဒီမှာကျွန်တော်ဟိုပို့ပေးထားတာပြောထားတာတွေတော့ရှိပါတယ်အဲ့မှာ KB ဝေပေးတွေနော် NUG ပေးဒီ SDB နောက်ပြီးတော့ဟိုထိုင်းအကောင့်တွေကိုရီးယားဘက်ဆိုရင်လည်းကိုရီးယားပေါ့နော်ဂျပန်အော်စီ American Canada အဲ့ဒီဘက်တွေမှာဒါကျွန်တော်တို့ BNRA page နဲ့ Oza bet page ကနေပြီးတော့ဆက်သွယ်ပြီးတော့အကူအညီပေးလို့ရပါတယ်3000ဆိုတာတော့ရှင်းရှင်းပြောရရင်တော့တယောက်သိန်းစီထည့်ရင်တော့မှလူ1000မှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေနော်ပမာတိုင်းရင်းသားတွေတန်းတဲ့ချီရှိပါတယ်အဲ့ဒီထဲကကျွန်တော်တို့ရှင်းရှင်းပြောခဲ့တယ်လို့သူမီးတွေမိုင်းနေတဲ့မှာကျွန်တော်တို့တွေကကိုလက်အင်ကာတွေထဲသွန်းဖောက်ခွဲပြီးတော့စစ်ကွေးတင်းချိုင်းစကိုင်းတိုင်းလို့ကျွန်တော်တို့အစပြုခဲ့ကြတယ်ကျွန်တော်တို့အဖွဲ့လေးကိုနော်လူတယောက်သိန်းစီလောက်နော်လူ1000လောက်ကဖြစ်ပြီးရင်3000ဆိုတာခဏလေးနဲ့ပြည့်ပါမယ်နော်အဲ့ဒီပြည့်ပြီးလို့ရှိရင်ကျွန်တော်တို့ကလည်းအဲ့ဒီ3000 project ရဲ့ရလက်အဖြစ်မကြခင်မှာကျွန်တော်တို့အကောင့်ထဲပေါ်ပြီးတော့ပြည်သူလက်ကိုအောင်ပွဲတွေအပ်ပါမယ်ပြောခဲ့သလိုတိုင်းရင်းသားတွေရဲ့ဒီစစ်ကောင်စီရဲ့ရိုင်းနေတဲ့လက်ကျန်အခြေအနေကိုလည်းအခြားတိုင်းရင်းသားတွေနဲ့ညီသူကျွန်တော်တို့ဟန်ချက်ညီပါဝင်လှုပ်ရှားပြီးတော့2024မှာတိုက်ပွဲဝင်သွားမယ်လို့ကျွန်တော်တို့အနေနဲ့တော့ဂရီပေးပါတယ်နော်အဲ့ဒါကြောင့်အဲ့ဒါလေးကိုကျွန်တော်တို့ပြည်သူတွေဘက်ကလည်းအပြည့်အဝကူညီပေးစေချင်ပါတယ်ခုနမလေးရှားဥစ္စာလေးစာရွက်လေးပဲမှာဟုတ်ပြီဟိုမလေးရှားဘက်မှာဆိုရင်လည်းကျွန်တော်တို့ဗမာမျိုးသားတော်လှန်ရေးတပ်မတော်အတွက်နော်ဗမာဒေါ်လာရေးတပ်မတော်ရဲ့ထောက်ပို့တပ်သားတွေအဖြစ်နဲ့ပဲတည်တံ့ဖွဲ့ထားတဲ့အဖွဲ့လေးရှိပါတယ်အဲ့ဒီမှာမလေးရှားမှာဆိုရင်ကိုစိုးကျော်ကိုနေတစ်ကိုဟန်ထိုက်ကိုပိုင်မင်းနဲ့မနန်းချယ်ရီတို့ကဒါဗမာမျိုးသားဒေါ်လာရေးတပ်မတော်အတွက်ထောက်ပို့တပ်သားတွေအဖြစ်နဲ့သူတို့ဟိုစူးစမ်းပေးနေကြတာရှိပါတယ်အဲ့ဒီကလည်းဒါမလေးရှားမှာဆိုရင်လည်းအဲ့လိုဆက်သွယ်ပြီးလှူနိုင်ပါတယ်အခြားနိုင်ငံတွေကတော့ကျွန်တော်တို့ဒီမှာ BNRA page နဲ့ Oza bet page ကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့အကောင့်တွေတောင်းယူပြီးတော့အကူအညီဖြစ်တင်နိုင်ပါတယ်ကျွန်တော်အနေနဲ့တော့ဒီ45ရက်လေးမှာကျွန်တော်တို့ရဲ့ဒါဒုတိယအကြိမ်မြောက်တောင်းဆိုမှုဖြစ်တဲ့မများတဲ့ပမာဏပါ3000ကိုကူညီပေးစေချင်ပါတယ်အားလုံးလည်းသိကြမှာပါကျွန်တော်တို့ project တွေအများကြီးရှိတယ်ရာထောင်ကြီးရှိတယ်အဲ့ဒီထဲမှာမှကျွန်တော်တို့တစ်ချိန်တစ်ခါမှတောင်းဆိုပါဝင်ဘူးတာမရှိပါဘူးဒေါ်လာ4သိန်းတစ်ခါဒါဒီဟာလေးကဒုတိယအကြိမ်တစ်ခါ BNRA အနေနဲ့တော့ပထမဆုံးမှာအဲ့ဒါလေးကိုဝိုင်းဝန်းကူညီပေးဖို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံပါတယ်ကျွန်တော်တို့ပြောခဲ့သလိုအညာကိုခိုင်းပါကျွန်တော်တို့အလုပ်လဲလုပ်ပါမယ်နော်ပုဂ္ဂိုလ်ချင်းလဲနှိုင်းရှင်ပါဖွဲ့စည်းခြင်းလဲနှိုင်းရှင်ပါအဲ့ဒီနှစ်ခုလုံးကိုတော့အခြေအနေချင်းထည့်ပြီးတော့နှိုင်းရှင်သုံးသပ်ပေးပါကျွန်တော်တို့မှာနော်အဓိကလိုအပ်ချက်လက်နက်ခဲယမ်းဝယ်ဖို့ငွေကြေးလိုအပ်ပါတယ်အဲ့ဒါကျွန်တော်တို့ရဲ့အခြေအနေမှန်ပါပဲအဲ့ဒါကိုကူညီဖြည့်သင်းပေးပါနော်
အဲ့ဒါတွေမရရင်လည်းမလုပ်ဘူးလားတော့မမေးပါနဲ့ကျွန်တော်တို့ကတုံညာကစလာခဲ့တဲ့သူတွေပါဘာမှမရှိရင်လည်းရှိတာနဲ့ကျွန်တော်တို့ကတိုက်ပွဲဝင်မယ်အရင်လိုပဲတူမီတွေမိုင်းနေတဲ့မှာဟယ်လိုလိုင်းတက်နေရလားကြနေရလားလို့ဟုတ်လားဘာမှမရှိရင်လည်းကျွန်တော်တို့ကတုံညာကစခဲ့တဲ့သူတွေနော်ဟုတ်ရှိတာနဲ့ကျွန်တော်တို့တိုက်ပွဲဝင်မှာအရင်လိုပဲကျွန်တော်တို့အညာသားတွေရဲ့ကိုလက်အင်္ကာတွေသွေးသားတွေကျွန်တော်တို့ထည့်ပြီးဖောက်ခွဲပြီးတော့ကျွန်တော်တို့တိုက်ပွဲဝင်ဖို့လည်းဝင်မလေးပါဘူးအဲ့ဒါကျွန်တော်တို့ရဲ့သစ္စာပါဒေါ်လာရဲ့သစ္စာနော်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေမျှော်လင့်နေတဲ့လူအခွင့်အရေးတွေဒီမိုကရေစီအရေးတွေကျွန်တော်တို့တိုင်းရင်းသားတွေမျှော်လင့်နေတဲ့လူမျိုးစုအားလုံးရဲ့အခွင့်အရေးတွေမြို့သားတန်းတူညီရေးတွေကျွန်တော်တို့အသက်ပေးပြီးတိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့ရဲ့နိုင်ငံရေးသစ္စာနော်ကျွန်တော်တို့အကျိုးစီးပွားတစုံတရာဒီကနေ့အထိဘာဆိုဘာမှကျွန်တော်တို့ဖန်တီးထားတာမရှိဘူးကျွန်တော်တို့ပြည်သူအတွက်ကျွန်တော်တို့ပြည်သူကကျွန်တော်တို့လက်မှာယုံယုံကြည်ကြည်ပေးတဲ့ငွေကျွန်တော်တို့လက်ကိုယုံယုံကြည်ကြည်ပေးတဲ့အင်အားဒေါ်လာရေးအတွက်ပဲအသုံးချသွားမယ်ဆိုတာလဲဒါကျွန်တော်တို့အနေနဲ့ဒါဂတိပေးပါတယ်အားလုံးကဒါဒီအညာသားတွေရဲ့စ조사အားထုတ်မှုလေးကိုနော်တစ်ချိန်ကအညာသားတွေနော်ယင်းဒီပေးဆက်ခဲ့တာလေးတွေကိုပြန်ထောက်ရှုပြီးတော့